ဘာစီဘူတကယ်တည်သွားပြီဆိုတာတင်သိပါသလားကျွန်တော်တို့ဘာစီဘူကိုနောက်တစ်ခါထပ်တွေ့ရအောင်မလား Safe Haven မှာလူတိုင်းမြင်ခဲ့ကြတဲ့ပုံဆွဲချက်အရဆိုရင်တော့ဘာစီဘူကိုကြက်ချီခတ်ထားတာကြောင့်သူဟာထာဝရပြောက်ကွယ်သွားပြီလို့ထင်ရပါတယ်ဒါပေမဲ့ဒါကိုတစ်ချက်လောက်စဉ်းစားကြည့်ရအောင်ကျွန်တော်တို့သူ့ရဲ့အလောင်းကိုဘယ်တော့မှမမြင်ခဲ့ရပါဘူးဖားပြီးဖွဲထိုင်လောကမှာတော့အလောင်းကိုမျက်မြင်မတွေ့ရတဲ့၍တည်ဆုံးတယ်လို့အတည်ပြုလို့မရပါဘူးကဲအဖြေကိုမပြောခင်မှာကြောက်စရာကောင်းတဲ့အချက်တစ်ခုပြောပြမယ်ဒီဗီဒီယိုကို like နဲ့ subscribe လုပ်ထားတော့မဟုတ်ရင်ဒီညတဲ့အိမ်သားထဲမှာဘာစီပေါ်လာလိမ့်မယ်ပုံမိုဆိုးရွားတဲ့အရာတစ်ခုအဖြစ်ပြန်လာနိုင်မလားဖားပီကယ်ပိုပီကျဲဟာဘလို့တန်ရာကိုမဆိုကုသပေးနိုင်ပြီးတေလူမျိုးပါဖြစ်နေတဲ့အရာတွေကိုတောင်အသက်ပြန်သွင်းပေးနိုင်တယ်ဆိုတာကျွန်တော်တို့သိထားကြပါတယ် Theory ဘာစီဘိုဟာအဲ့ဒီစစ်ပွဲမှာတကယ်မတည်ခဲ့ရင်ကော Theory နဲ့ The Prototype ကသူ့ကိုရှာတွေ့သွားပြီးဂျဲကိုသုံးကအသက်ပြန်သွင်းပေးခဲ့ရင်ကောဒါပေမဲ့အရင်ကဘက်စီဘိုအတိုင်းမဟုတ်တော့ပဲပုံမိုဆိုးရွားပြီးပုံမိုတန်မာတဲ့ထိန်းချုပ်ခံထားရတဲ့လှုပ်ဝက်လက်နက်တစ်ခုအနေနဲ့ပြန်လာမယ်ဆိုရင်ကောသူဟာ Chapter 6မှာပေါ်လာဖို့စောင့်ဆိုင်းနေတာလည်းဖြစ်နိုင်ပါတယ်